အားလုံးပဲမင်္ဂလာပါကျွန်တော်တို့သွားနေတာတော့ကျွန်တော်လဲတန်းမှာပေါ့နော်ကျွန်တော်တို့ဝိရှော်ဆက်သွားပြီးတော့ပို့ဆောင်ပေးတာဖြစ်ပါတယ်ဒီနေ့မှာထူးခြားပါလဲဆိုတော့ကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်ယူဇနာဝေရင်မျိုးတော့မှာပေါ့နော်ကျွန်တော်တို့အဲကွန်လေးသွားဖြုတ်တယ်အဲကွန်သွားဖြုတ်ရတဲ့အချိန်မှာလည်းကျွန်တော်တို့ငါးလွာအပေါ်ဆုံးတက်ပါပေါ့နော်အဲကွန်သွားဖြုတ်ရတာကျွန်တော်တို့လေကားတက်ရတာတားပေးပါတယ်ပေါ့နော်အခုလည်းကျွန်တော်တို့လေသွားနေလေဆိုလဲတောင်သွားနေတယ်လဲတန်းမှာဝိရှော်ဆက်ဒီသွားပို့တာပေါ့နော်ပြီးလို့သွားပို့ပေးတာလဲတန်းမှာじゃဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က9လွာတိပြတ်ပို့တာလွာ9ပါပေါ့နော်ပြီးတော့ဒီကားကွန်လည်းချင်းချင်းလေးအဲ့ဒါကိုကျွန်တော်သွားပို့ပြရအောင်နော်ဒီဘက်တော့ကျွန်တော်တို့သွားတာလုံးဝအဆင်မပြေဘူးပေါ့နော်သွားတာဘာမှတော့မလုပ်ရဘူးအရန်ဒီကားကွန်ကြီးရန်တက်တော့ကျွန်တော်တို့ဒီကားတက်စင်းရအရန်ပြင်ထားတယ်ပေါ့နော်ကျွန်တော်တို့ကြားတဲ့ကျွန်တော်ရဲ့အခါကြီးငွေနဲ့ကျွန်တော်လွတ်ဆောင်ပေးရတယ်တခါလေးကြားလဲဘေးလည်းမဖြစ်တဲ့အရာမျိုးတွေရှိတယ်နော်ဒီလဲဆိုတော့အခုလိုပေါ့အတော်အနည်းကြီးမှထည့်ရတာကျွန်တော်မသိရဘူးသွားပို့ပေးရပါတကယ်တမ်းကျတော့ကျွန်တော်သွားလိုက်တယ်ပြီးတော့အလောက9လွာ10လွာတက်ရတာနော်အဲ့လိုမျိုးနေထားမျိုးဆိုရင်ကျွန်တော်တို့အရန်ပြင်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ယူထားတဲ့အခါချင်းဝင်နဲ့ကျွန်တော်တို့လှုပ်ဆောင်ပေးရတယ်တစ်ခါလေးကြာလဲဘေးလက်မကြီးတဲ့အခါမျိုးတွေရှိတယ်နော်အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အကောင်းဆုံးကျွန်တော်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်သွယ်ပေးတဲ့ customer တဦးတယောက်ချင်းတွေလည်းအချင်းချင်းပါတယ်လို့ပြောကြလိုပါတယ်ကျေးဇူးပါ